ဖုံးပြောနေချိန်နောက်တစ်ယောက်ဖုံးခေါ်တာကိုမသိဘူးဆိုရင်နောက်ကျနေပြီဘလို့ဒီနေ့မှာတော့ဖုံးပြောနေချိန်နောက်တစ်ယောက်ဖုံးခေါ်တာကိုသိအောင်လုပ်မယ် setting ပြပေးမယ်ပထမဆုံး setting ထဲကိုဝင်လိုက်ပါ setting ထဲမှာရောက်ရင်ကျွန်တော်အပုံနှင်းငယ်လေးဆွဲတင်လိုက်မယ် app ထဲကိုတစ်ချက်ဝင်လိုက်ပါဒီထဲမှာရောက်ရင် system app setting ဆိုတာကိုတစ်ချက်ထပ်နေလိုက်ပါဒီနေရာမှာ call setting ဆိုတာလေးကိုတစ်ချက်ထပ်နေလိုက်ပါဒီထဲမှာရောက်လို့ရှိရင်ကျွန်တော် call wait ဆိုတာလေးကိုကျွန်တော်ကတစ်ချက်ထပ်နေပြလိုက်ပါဒီမှာ single နှစ်ကပ်ပါလို့ single one ကိုရေဆုံးနှိပ်မယ်ဒီနေရာမှာ call wait လေးကပိတ်နေမယ်ဆိုရင်ကျွန်တော်ကဖွင့်ပေးလိုက်မယ်အောက်မှာပါတဲ့ open လေးကိုနှိပ်လိုက်ပါဒါပြီးရင် ban နဲ့ပြန်ထွက်မယ် single 2ကိုတစ်ခါနှိပ်မယ် call wait လေးကပိတ်နေမယ်ဆိုရင်ခုနလိုမျိုးလေးဖွင့်ပေးလိုက်မယ်အောက်မှာပါတဲ့ open လေးကိုနှိပ်လိုက်ပါခုလိုမျိုးဖွင့်ပေးထားမယ်ဆိုရင်ဖုန်းပြောနေတဲ့ချိန်နောက်တစ်ယောက်ဖုန်းခေါ်လာတာကိုသိရမှာပဲဖြစ်ပါတယ်ဒီ setting ကိုဖွင့်မထားရင်အရေးကြီးတဲ့ဖုန်းကောတွေလွတ်နေမယ်ဘလို့စေ့ထားပြီးတော့ခုချက်ချင်းပဲစမ်းကြည့်လိုက်ပါအားလုံးပဲအဆင်ပြေကြပါစေနောက်လည်းခုလိုမျိုးဘုသူဒ္ဓချက်လက်လေးတွေသိရှိရအောင်ကျွန်တော်ရဲ့အကောင့်လေးကို follow လုပ်ခဲ့ဖို့မမေ့ပါနဲ့ဗျ